ဒီရုတ်တရက်ပေါ်လာတဲ့ပုံရိပ်တွေအားလုံးဟာကောင်းကင်ဘုံကြိုပေါ်ကနာမည်ကြီးပြီးသားဘိုးဘေးအိုတွေကြီးပါပဲသူတို့ဒီကိုလာရတဲ့ရည်ရွယ်ချက်ကတော့ကလေးငယ်တွေကိုလောကအကြောင်းသိစေဖို့ပါဒါပေမဲ့ဒီအချိန်မှာလှိုင်းလုံးတွေကပစ္စည်းတွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူတို့အားလုံးရှေ့ကိုပြေးထွက်သွားကြတယ်ဒီလှိုင်းလုံးတွေကအယမ်းမြန်လွန်းတော့မျက်စိတမိတ်တွင်းမှာပဲရတိများစွာရဲ့ခန္ဓာကိုယ်ကိုထိုးဖောက်ပြီးတကားစီကိုဥတီသွားတဲ့လှိုင်းလုံးတွေကလူအုပ်ကြီးကိုဖျက်ပြီးပျောက်ကွယ်သွားတော့မဲ့အချိန်မှာပဲဝမ်လင်းရဲ့မျက်လုံးတွေကတောက်ပသွားပြီးသူ့ရဲ့နဖူးပေါ်မှာမိခိုးရောင်အငွေ့အသက်၃ခုရုတ်တရက်ပေါ်လာတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီအငွေ့အသက်၃ခုကသူ့ရဲ့မျက်လုံးပက်ပက်လည်မှာဝိုင်းရံသွားတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့အမြင်အာရုံကကောင်းကင်တဲ့မြေကြီးကိုထိုးဖောက်မြင်နိုင်တဲ့ဖျားပေးတဲ့အလင်းရောင်လိုဖြစ်သွားပြီးဟင်းလင်းပြင်ကိုဓာတ်ရိုက်ထိုးဖောက်ကပျောက်ကွယ်သွားတော့မဲ့အလင်းတန်းနောက်ကိုလိုက်သွားတဲ့ကောင်းကင်ဘုံကြိုကတပည့်တွေရဲ့မျက်နှာပြတ်သွားစေတဲ့အရာကိုသူမြင်လိုက်ရတယ်။အဲ့ဒါကတော့ရွှေရောင်တောက်နေပြီးအဆောင်စာလုံးတွေထွင်းထူထားတဲ့အဆောင်ပြတစ်ချက်ပဲဖြစ်တယ်။အဲ့ဒီအချိန်မှာပဲဓာတ်သခင်လင်ထန်းဟိုကသူ့ရဲ့ညာဘက်လက်ကိုအရှိပင်လယ်ပေါ်ကနေရာတစ်ခုစီညွှန်လိုက်တယ်။ဝုန်းဆိုတဲ့ကျဲလောင်တဲ့အတန်နဲ့အတူကောင်းကင်နဲ့မြေကြီးတစ်ခုလုံးတုန်ခါသွားတယ်။အရှိပင်လယ်ရဲ့တကားပေါက်ပေါ်ကကောင်းကင်မှာပုံတံမမှန်တဲ့ဝင်ပေါက်တစ်ခုရုတ်တရက်ပေါ်လာတယ်။လင်ချန်းဟိုကအေးဆက်ဆက်နဲ့ပြောလိုက်တယ်။အရှိပင်လယ်ရဲ့တကားပွင့်ပြီးဝင်ကြသူ့စကားဆုံးတာနဲ့သူ့နောက်ကဓာတ်သခင်ရဲ့တပည့်12ယောက်ကဝင်ပေါက်စီကိုအမြန်ပြေးသွားကြတယ်ဒါပေမဲ့နောက်ဆုံးတစ်ယောက်ဝင်သွားတဲ့အချိန်မှာတော့လင်ချန်းဟိုရဲ့ညာဘက်လက်ကဟင်းလင်းပြင်ကိုလှမ်းပုတ်လိုက်တဲ့သူ့နောက်ကလောဘကြီးတဲ့ဝင်ပုံတွေကချက်ချင်းပဲဓာတ်သွားတစ်ခုဖြစ်ပြောင်းသွားပြီးသူ့ရဲ့လက်ချောင်းတွေကြားကနေထွက်သွားကနောက်ဆုံးဝင်သွားတဲ့တပည့်စီကိုတိုက်ရိုက်သွားတဲ့ကောင်းကင်ဘုံကြိုကတပည့်ရဲ့မျက်လုံးတွေကတင်းငိမ့်နေပြီးလင်ချန်းဟိုကိုတစ်ချက်ကြည့်ပြီးတော့ပြောလိုက်တယ်ကောင်းကင်ဘုံကိုင်းကတပည့်တွေဝင်သွားကြဒီစကားကိုကြားတော့ဝမ်လင်းအပါဝင်လူ10ယောက်ကတစ်ချိန်တည်းမှာပဲဟုတ်ကဲ့လို့ပြန်ဖြေလိုက်ကြတဲ့အဲ့ဒီနောက်မှာတော့ဂိုင်းပေါင်းစုံကတပည့်တွေနဲ့ဘိုးဘေးအိုတွေကတယောက်ပြီးတယောက်ဝင်ပေါက်စီကိုပြန်တန်းသွားကြတယ်။နိုင်ဝက်လောက်ကြာတော့လင်ချန်းဟိုးရဲ့ညာဘက်လက်ကလှုပ်ရှားလိုက်တာနဲ့အကွဲသွားတဲ့ဝင်ပေါက်ကချက်ချင်းပဲပျောက်ကွယ်သွားတယ်။ဒီအချိန်မှာတော့ပတ်ဝန်းကျင်ကရတိအများစုကထွက်သွားကြပြီးတချို့သောတကိုးဆွမ်းအားကြီးမှပြီးနာမည်ကြီးတဲ့ဘိုးဘေးအိုတွေပဲကျန်တော့တယ်။သူတို့မထွက်သွားရတဲ့တခုတည်းသောအကြောင်းပြချက်ကတော့နောက်ဆုံးပေါ်လာတဲ့အနီရောင်လိုင်းလုံးတွေကပစ္စည်းကြောင့်ပဲဒီထဲမှာကောင်းကင်ဘုံကြိုးနဲ့ပတ်သက်တဲ့ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုပါဝင်နေတဲ့လင်ချန်းဟိုကအဝေးမှာရှိတဲ့ကောင်းကင်ဘုံကြိုးကတပြည့်ကိုကြည့်ပြီးမေးလိုက်တယ်နောက်ဆုံးလိုင်းလုံးတွေကပစ္စည်းကအဆောင်ပြားလားဟုတ်တယ်အဆောင်ပြားပဲပြီးတော့တတိယမြောက်အဆောင်ပြားဒီတစ်ခေါက်အရှိပင်လေတကားပွင့်တဲ့အခါအဆောင်ပြားကိုတွေ့ရလိမ့်မယ်လို့မထင်ထားဘူးအခုတော့အဆောင်ပြားကအရှိပင်လေတဲ့ကိုစုပ်ယူခံလိုက်ရပြီးငါတို့လည်းစိတ်မပူပါနဲ့နှစ်ရကြာရင်ဒီနေရာမှာပြန်ဆုံဖို့သဘောတူထားတယ်အဲ့ဒီအချိန်ကြာရင်ငါတို့ထပ်ဝင်ကြမယ်ဒါပေမဲ့အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုတော့မင်းတို့အားလုံးကြားဘူးကြမှာပါဒါကြောင့်ဒီတစ်ခေါက်တော့တေချာပြင်ဆင်ထားရမယ်နှစ်ရဆိုတဲ့အချိန်ကငါတို့အားလုံးပြင်ဆင်ဖို့လုံလောက်ပါတယ်နောက်တနေရာမှာတော့အရှိပင်လေရဲ့တကားအတွင်းဘက်မှာဝမ်လင်းရဲ့ရှိမှာကြီးမားတဲ့လွင်ပြင်ကြီးတစ်ခုပေါ်လာတယ်ဒီမှာကောင်းကင်မြေကြီးနဲ့သမုဒ္ဒရာတွေတောင်ရှိတယ်ဒါပေမဲ့ဒီနေရာကဘယ်ကျိုးမှမဟုတ်ဘူးဝမ်လင်းရောက်နေတဲ့နေရာမှာလူသူတယောက်မှမရှိဘူးကောင်းကင်ဘုံကိုင်းကတခြား9ယောက်ကဘယ်ရောက်သွားမှမသိဘူးခဏလောက်တိတ်ဆိတ်နေပြီးနောက်ဝမ်လင်းကသူ့ရဲ့စိတ်ဆွမ်းအားကိုဖြန့်ကျက်ပြီးရှေ့ကိုပြန်တန်းသွားတယ်သူပြန်တန်းနေရင်းနဲ့သူ့ရဲ့မျက်လုံးတွေကအတွေးနဲ့နေတယ်အရှိပင်လေခရီးစဉ်က900ကြာတယ်ဆိုလိုတာကသူဒီမှာ900နေရမယ်ဒီအချိန်ကတာမန်လူတွေအတွက်တော့မျိုးဆက်ပေါင်းများစွာကြာပေမဲ့တန်ခိုးရှင်တွေအတွက်တော့မျက်စိတမိတ်တွင်ပဲအချိန်တွေကုန်လွန်သွားပြီး10ရက်ကြာတော့ဝမ်လင်းပြန်တန်းနေရင်းနဲ့ရုတ်တရက်သူ့ရဲ့အမူအရာကပြောင်းလဲသွားတယ်အဝေးကလွင်ပြင်ရဲ့အစုံမှာတစ်တော်ထူထပ်တဲ့တောင်တန်းကြီးတစ်ခုရှိတယ်အဲ့ဒီတစ်တော်ထဲမှာလူတစ်ယောက်ကအနက်ရောင်တန်ချီးတက်နေတဲ့ဓာတ်တစ်ချောင်းနဲ့သူ့ဘေးကတားရဲတစ်ကောင်ကိုထိုးနေတဲ့ဝမ်လင်းရဲ့ပုံရိပ်ကကောင်းကင်မှာပေါ်လာတယ်သူကအံ့ဩတဲ့အကြည့်နဲ့အဲ့ဒီလူကိုစိုက်ကြည့်နေတယ်ဒါကသူ10ရက်အတွင်းမှာတွေ့ဘူးတဲ့တူးလေးသောတက်ရှိပဲတားရဲကဝုန်းဆိုတဲ့အတန်နဲ့မြေပေါ်လဲကျသွားတယ်အဲ့ဒီလူကရုတ်တရက်လှည့်ပြီးကောင်းကင်ကိုမောကြည့်လိုက်တယ်ဝမ်လင်းကဒီမြင်ကွင်းကိုတွေ့တော့အယမ်းအံ့ဩသွားတယ်ဘာလို့လဲဆိုတော့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာတကိုးဆွမ်းအားမရှိပေမဲ့ထူးခြားတဲ့စိတ်ဆွမ်းအားရှိနေတဲ့ပတ်ဝန်းကျင်မှာလူရှိနေတာကိုသူသိနေတယ်အဲ့ဒီလူကကောင်းကင်မှာရုတ်တရက်ပေါ်လာတဲ့ဝမ်လင်းကိုတွေ့တော့ကြောင်သွားတယ်သူကတားရဲ့အလောင်းပေါ်ကိုခုန်တက်ပြီးသူ့ရဲ့ညာဘက်လက်ကဓားကိုကိုင်းကခက်အတန်နဲ့ပြောလိုက်တယ်တားရဲ့ငါအပိုင်ဒီစကားကိုကြားတော့ဝမ်လင်းကရေးလိုက်တယ်မင်းနဲ့မလူပါဘူးအဲ့ဒီလူကဝမ်လင်းကိုခဏဆိုင်ကြည့်ပြီးခေါင်းညိတ်လိုက်တယ်ပြီးတော့တားရဲကိုမနိုင်မနှင်းဆွဲပြီးတစ်တော်ထဲကိုသွားတယ်သူကရှောက်သွားရင်းနဲ့နေဝင်တော့မဲ့အချိန်မှာတစ်တော်ထဲကတောင်ကြားတစ်ခုတည်းကိုတားရဲကိုဆွဲပြီးဝင်သွားတယ်အဲ့ဒီလူရဲ့ပုံရိပ်တောင်ကြားထဲဝင်သွားတဲ့အချိန်မှာပဲဝမ်လင်းရဲ့ခန္ဓာကိုယ်ကလှုပ်ရှားသွားပြီး
ဟင်းလင်းပြင်ထဲကနေဖြည်းဖြည်းချင်းထွက်လာတဲ့သူ့မျက်လုံးတွေကတောက်ပသွားပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်တေချာမကြည့်ရင်ဒီတောင်ကြားအပြင်ဘက်မှာထူးခြားတဲ့ဟာတစ်ခုချထားတာကိုသူတောင်မှမြင်နိုင်မှာမဟုတ်ဘူးဒီဟာကအသက်ရှိအားလုံးရဲ့အငွေ့သက်ကိုဖုံးကွယ်ထားနိုင်တယ်ဒါပေမဲ့သူ့ရဲ့အဆောင်တွေနဲ့ချထားတဲ့ပုံစံကိုကြည့်ရတာရှေ့ခေတ်တခိုးရှင်တယောက်ချထားတာဖြစ်မဲ့ရည်ရွယ်ချက်ကတော့တောင်ကြားထဲကအရာအလုံးကိုကာကွယ်ဖိုးနဲ့တောင်ကြားထဲကမဟုတ်တဲ့လူတွေကိုဝင်ခွင့်မပေးဖို့ပဲအတင်းဝင်ရင်သူကသူ့ရဲ့စွမ်းအားအကုန်သုံးပြီးဝင်လာတဲ့သူကိုတက်ပစ်လိုက်မယ်ဝမ်လင်းကဒီဟဲရကိုအချိန်တိုအတွင်းမှာဖျက်ဆီးနိုင်မှာမဟုတ်ဘူးဆိုတာသိတယ်သူ့မျက်လုံးတွေကမှေးသွားပြီးတောင်ကြားအပြင်ဘက်မှာထိုင်လိုက်တယ်ဒါပေမဲ့သူထိုင်ပြီးမကြခင်မှာပဲတောင်ကြားထဲကနေအလင်းရောင်တွေထွက်လာပြီးလူ၄ယောက်ထွက်လာတဲ့တယောက်ကအနက်ရောင်တုတ်တစ်ချောင်းကင်ထားပြီးမျက်နှာကရက်ဆက်တဲ့အမူအရာနဲ့သူထွက်လာတာနဲ့စကားတခုမှမပြောဘဲတုတ်ကိုဝမ်လင်းစီလွှဲပစ်လိုက်တယ်သူ့နောက်က၃ယောက်ကလည်းအော်ဟစ်ပြီးပြေးလာကြတယ်ဝမ်လင်းကမျက်လုံးတွေတောက်ပသွားတယ်လွှဲလာတဲ့တုတ်ကချက်ချင်းပဲကျိုးသွားတယ်ပြီးတော့သူ့ညာဖက်လက်ကလှမ်းဖမ်းလိုက်တယ်အဲ့ဒီလူ၄ယောက်ရဲ့ခန္ဓာကိုယ်ကိုမမြင်ရတဲ့စွမ်းအားတစ်ခုကချက်ချင်းပဲချုပ်နှောင်လိုက်တယ်ဒီလိုခန္ဓာကိုယ်ထဲမှာတကိုးစွမ်းအားမရှိတဲ့လူတွေကိုဝမ်လင်းရဲ့အဆင့်တန်းနဲ့ဆိုရင်ရန်ပြုမှာမဟုတ်ဘူးဒါပေမဲ့ဒီနေရာကအရန်ထူးဆန်းတဲ့တောင်ကြားလေးတစ်ခုမှာအကြောင်းစုံကိုသိဖို့အတွက်ဝမ်လင်းကဒီတောင်ကြားထဲကလူတွေစီကနေတဲလွန်ဆက်ရှာဖို့ပဲရှိတယ်အချိန်သိပ်မကြာခင်မှာပဲတောင်ကြားထဲကနေလူ၂ယောက်ထပ်ထွက်လာတယ်သူတို့တောင်ကြားကထွက်လာတာနဲ့ချက်ချင်းပဲပါဇက်ကနေသွေးတပွက်အန်ထွက်လာတယ်ဒါပေမဲ့အဲ့ဒီသွေးတွေကဝမ်လင်းစီကိုပန်းထွက်လာတာမဟုတ်ပဲတောင်ကြားအပြင်ဘက်ကမြေကြီးပေါ်ကိုကျသွားတယ်ဒီလိုလုပ်ပြီးတော့အဲ့ဒီလူ၂ယောက်ကလှည့်ပြီးတောင်ကြားထဲကိုပြန်ပြေးသွားတယ်ဝမ်လင်းကသူ့ညာဘက်လက်ကိုဆန့်ထုတ်လိုက်တယ်အဲ့ဒီလူ၂ယောက်ကလည်းချက်ချင်းပဲချုံနှောင်ခံရပြီးဘေးကိုပစ်ချခံလိုက်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသွေးတွေကျနေတဲ့မြေကြီးပေါ်ကနေပေးရောင်အငွေ့သက်တွေထွက်လာတယ်။အဲ့ဒီအငွေ့သက်တွေအရန်ထူထက်လာတဲ့အချိန်မှာတောင်ကြားထဲကနေပုံရိပ်တစ်ခုထွက်လာတယ်။ငါအမျိုးအနွယ်ကိုပြန်ပေးမင်းငါအမျိုးအနွယ်ရဲ့နေရာကနေထွက်သွားမဟုတ်ရင်တေးတစ်ဖက်ကချင်းချောက်တဲ့စကားကိုကြားတော့ဝမ်လင်းကပုံမှန်အတိုင်းပဲသူကမတ်တက်ရက်ပြီးရှေ့ကိုတလန်းတိုးလိုက်တဲ့ပတ်ဝန်းကျင်မှာလှိုင်းတွန်းတွေပေါ်လာပြီးရှေ့ကိုရွေ့သွားတဲ့မျက်စိတမိတ်တွင်းမှာပဲတောင်ကြားကိုဖုံးလွှမ်းထားတဲ့သွေးရောင်ငွေ့သက်တွေကပျောက်ကွယ်သွားတယ်နောက်ဆုံးမှာတော့အနက်ရောင်ဝေးယုံတဲ့လူတစ်ယောက်ပဲတောင်ကြားအပြင်ဘက်မှာမတ်တက်ရက်ကျန်ခဲ့တယ်ဒီအချိန်မှာအဲ့ဒီလူရဲ့မျက်လုံးတွေကအံ့ဩတဲ့အကြည့်နဲ့တလန်းချင်းလျှောက်လာတဲ့ဝမ်လင်းကိုစိုက်ကြည့်နေတဲ့ဝမ်လင်းရဲ့ညာဘက်လက်ကလှမ်းဖန်လိုက်တယ်အဲ့ဒီလူရဲ့ခန္ဓာကိုယ်ကချက်ချင်းပဲချုပ်နှောင်ခံရပြီးအရင်ကလူ6ယောက်နဲ့အတူပြစ်ချခံလိုက်ရတယ်ဒီလိုလုပ်ပြီးတော့ဝမ်လင်းကခြေထောက်ချိတ်ထိုင်လိုက်တယ်သူ့ရဲ့ဒီလိုလုပ်ရဲ့ကြောင့်တောင်ကြားထဲကလူတွေကတိတ်ဆိတ်သွားတယ်ဒီတိတ်ဆိတ်မှုက3ရက်ကြာတယ်စတုထမြောက်နေ့မနက်မှာတော့တောင်ကြားအပြင်ဘက်ကကနေစပင်ဖြူနဲ့လူကြီးတယောက်ထွက်လာတယ်သူ့နောက်မှာတော့ခန္ဓာကိုယ်ပေါ်ပိုင်းပလာနဲ့လူ10ယောက်လောက်လိုက်လာတယ်စပင်ဖြူနဲ့လူကြီးကဝမ်လင်းကိုကြည့်ပြီးပြောလိုက်တယ်ဧည့်သည်တော်ဒီမှာရက်တော်ကြာနေပြီအရင်ကကျွန်တော်တို့ရဲ့ရိုင်းဆိုင်မှုကိုခွင့်လွှတ်ပါကျွန်တော်ကဒီတောင်ကြားရဲ့အကြီးအကဲဥယျာဉ်မှုပါကျွန်တော်မျိုးနွယ်တွေကိုပြန်လွှတ်ပေးပြီးကျွန်တော်နဲ့တေချာစကားပြောကြရအောင်ကောင်းပြီလားဒီလိုနဲ့ဝမ်လင်းနဲ့ဥယျာဉ်မှုတို့တောင်ကြားပြင်ဘက်မာစကားပြောကြတယ်ဥယျာဉ်မှုပြောစကားအရသူမှတ်မိသလောက်ဒီမှာပဲနေလာတာဒါပေမဲ့ဒီနေရာကဘလောက်ကြီးလဲဆိုတာအခုထိမသိဘူးသူသိတာကမိုင်3000กว่าမှာကြီးမားတဲ့မြို့တစ်မြို့ရှိတယ်အဲ့ဒါကရှေးဟောင်းမိစ္ဆာမြို့တော်ဥယျာဉ်မှုကဝမ်လင်းတို့ဘယ်ကလာလဲဆိုတာသိတယ်လို့ပြောတယ်ဒီမှာဝမ်လင်းတို့လိုအပ်တဲ့အရာမရှိဘူးဒါပေမဲ့ဝမ်လင်းကသူလိုအပ်တဲ့အရာကဘာလဲလို့မေးတဲ့အချိန်မှာဥယျာဉ်မှုကရုတ်တရက်မျက်နှာပြက်ပြီးမတ်တက်ရက်ပြောလိုက်တယ်ဧည့်သည်တော်ပြောရမယ့်စကားအကုန်ပြောပြီး3စက္ကန့်အတွင်းမှာဒီနေရာကမထွက်သွားရင်ကျွန်တော်ရိုင်းဆိုင်တာကိုအပြစ်မတင်ပါနဲ့ဒီမြင်ကွင်းကိုတွေးတော့ဝမ်လင်းကအေးဆက်ဆက်ရေလိုက်တယ်သူ့ညာဘက်လက်ကိုဝေယမ်းလိုက်တာနဲ့တူလောင်အိတ်ကသူ့လက်ထဲရောက်လာတယ်တစ်ချက်ခါလိုက်တာနဲ့အဆောင်တားကိုရ9 ခုကအငွေ့သက်တွေဖြစ်ပြောင်းပြီးပတ်ဝန်းကျင်ကိုပြန့်နှံ့သွားတယ်အဲ့ဒီအချိန်မှာဝမ်လင်းရဲ့ပုံရိပ်ကအနက်ရောင်အငွေ့သက်တွေကြားမှာမိစ္ဆာဖျင်းတပားလိုဖြစ်သွားတယ်ဖြက်ဝမ်လင်းစကားဆုံးတာနဲ့ပတ်ဝန်းကျင်ကအဆောင်တားကိုရ9 ခုကယူသွတ်တလို့ပြေးထွက်သွားပြီးတောင်ကြားအပြင်ဘက်ကတရဇက်တိုက်ခိုက်တဲ့ဥယျာဉ်မှုကဝမ်လင်းကိုစိုက်ကြည့်နေတယ်ခဏကြာတော့သူကရုတ်တရက်ရေလိုက်တယ်သူ့ခန္ဓာကိုယ်ကလှုပ်ရှားသွားပြီးရွှေရောင်လင်းတန်းတွေအဖြစ်ပြိုကွဲပြောက်ကွယ်သွားတယ်ဝမ်လင်းရဲ့မျက်လုံးတွေကအေးဆက်သွားတယ်သူရှိကဥယျာဉ်မှုကတကယ်ခန္ဓာကိုယ်မဟုတ်ပဲစိတ်အာယုံနဲ့ဖန်တီးထားတာဆိုတာသူစောကလေးကတီးပြီးသားသူသာတေချာလေ့လာပြီးဒီဖွဲ့စည်းကိုဖျက်ဆီးနိုင်မဲ့အခွင့်အရေးကိုမမြင်ခဲ့ရင်အဲ့ဒီအမျိုးအနွယ်တွေကိုအလွယ်တကူပြန်လွတ်ပေးမှာမဟုတ်ဘူးဝမ်လင်းရဲ့ညာဘက်လက်ကတောင်ကြားအဖွဲ့အစည်းကိုလက်ညှိုးထိုးလိုက်တယ်ဖုံးဆိုတဲ့အတန်နဲ့ကောင်းကင်နဲ့မြေကြီးကိုတုန်ခါသွားဓာတ်စီတဲ့အတန်ထွက်ပေါ်လာတဲ့တောင်ကြားတစ်ခုလုံးကပြင်းထန်စွာတုန်ခါသွားတယ်
ဒီနဲ့တပြိုင်နက်မှာပဲတောင်ကြားထဲကနေဥယျာဉ်မှုရဲ့အတန်ထွက်လာတယ်ဧည့်သည်တော်3စက္ကန့်အချိန်ပေးမယ်မင်းတာမထွက်သွားရင်ငါတိုက်ခိုက်တဲ့အဖွဲ့အစည်းကိုဖွင့်ရလိမ့်မယ်ဒီအချိန်ကျရင်မင်းတည်မှာပဲဒီစကားကိုကြားတော့ဝမ်လင်းကလုံးဝဂယုမဆိုင်ဘူးပါဇက်ကနေငိမ့်ဆိုတဲ့စကားလုံးတစ်လုံးထွက်လာတဲ့ပတ်ဝန်းကျင်ကအဆောင်သားတွေအားလုံးကယူသွတ်တလို့ပောက်ကွဲသွားပြီးအင်အားပြင်းတဲ့တိုက်ခိုက်မှုတွေကအဖွဲ့အစည်းပေါ်ကိုကြားရောက်သွားတယ်ဒါပေမဲ့ဒီအချိန်မှာပဲတောင်ကြားအပြင်ဘက်မှာအစိမ်းရောင်လင်းတန်းတွေတောက်ပလာတယ်ဒီအလင်းတန်းတွေကမျက်စိတမိတ်တွင်းမှာကြီးမားတဲ့အစိမ်းရောင်ပုံရိပ်ရောင်တစ်ခုအဖြစ်ပြောင်းသွားတယ်ဒီပုံရိပ်ရောင်ပေါ်လာတာနဲ့တောင်ကြားထဲကနေဥယျာဉ်မှုရဲ့အတန်ထက်ထွက်လာတဲ့ဧည့်သည်တော်ဒါတွေအားလုံးကမင်းကိုဘာသာကိုရှာတာပဲစစ်တီတော့သူ့ကိုတက်ပြီးသူ့ရဲ့ဝိညာဉ်ကိုဒီညမိစ္ဆာနေရဲ့ရပူဇော်တက်ကာအဖြစ်သုံးလိုက်စကားဆုံးတာနဲ့ဒီအစိမ်းရောင်ပုံရိပ်ရောင်ကနေလူမဟုတ်တဲ့ဟိန်းတန်ထွက်လာတဲ့ဝမ်လင်းကညာဘက်လက်ကိုမြောက်ပြီးဟင်းလင်းပြင်ကိုလှမ်းဖမ်းလိုက်တယ်အဆောင်လန်အဆောင်သားတွေကငကားတွေလိုကောင်းကင်မှာပြန်ဝဲနေပြီးဝမ်လင်းရဲ့ညာဘက်လက်စီကိုအမြန်စုဝေးလာကြတဲ့နောက်ဆုံးမှာတော့ပေ30ရှိတဲ့လှမ်းတစ်ချောင်းကသူ့လက်ထဲမှာပေါ်လာတယ်ဥယျာဉ်မှုစကားဆုံးတဲ့အချိန်မှာပဲဝမ်လင်းလက်ထဲကလှန်ကလွှတ်ထွက်သွားပြီးအနက်ရောင်လျှက်စီးကြောင်းတစ်ခုဖြစ်ပြောင်းကအဖွဲစည်းပေါ်ကအစိမ်းရောင်ပုံရိပ်ရောင်စီကိုတိုက်ရိုက်သွားတယ်ဒီအချိန်မှာအစိမ်းရောင်ပုံရိပ်ရောင်ရဲ့မျက်လုံးတွေကထူးခြားတဲ့အလင်းရောင်နဲ့တောက်ပသွားတယ်သူကညာဘက်လက်ကိုမြောက်ပြီးတကိုးရှင်တွေလိုလက်ဟန်ခြေဟန်လှုပ်လိုက်တယ်ဒီအရာအားလုံးကအယမ်းညံတဲ့အချိန်တွင်းမှာဖြစ်ပျက်သွားတယ်ဝမ်လင်းကဒီအစိမ်းရောင်ပုံရိပ်ရောင်တကိုးရှင်တွေလိုလှုပ်တာကိုမြင်တော့သူ့မျက်လုံးတွေကချက်ချင်းဘဲမေးသွားတယ်ပြီးတော့သူလွှဲပစ်လိုက်တဲ့လှန်ကိုလှဲ့မကြည့်ပဲနောက်ဆုတ်သွားတဲ့အချိန်မှာဝမ်လင်းရဲ့လက်နှစ်ဖက်ကလက်ဟန်ခြေဟန်တွေလုံနေပြီးသူ့အုံနောက်ထဲမှာအဆောင်တားပေါင်းဆက်မှုတွေတစ်ခုပြီးတစ်ခုပေါ်လာတယ်ဒီပေါင်းဆက်မှုတွေကထူးခြားတဲ့အလင်းရောင်နဲ့တောက်ပနေတဲ့အဆောင်စားလုံးတွေလိုပဲတစ်ခုနဲ့တစ်ခုထူးဆန်းစွာဆက်ဆက်နေပြီးချက်ချင်းပဲပြန်ကွဲသွားတယ်ပြီးတော့ပြန်ဆက်တယ်ဒါပေမဲ့အကြိမ်နှဲငယ်တိုင်းမှာဆက်ဆက်ပြီးမကွဲသွားတဲ့အဆောင်စားလုံးတွေရှိတယ်ဒီကနေခွဲထွက်ပြီးတီးတက်နေရာတစ်ခုမှာထားလိုက်တယ်ဒီလိုဆက်လိုက်ကွဲလိုက်လုပ်နေတာကဝမ်လင်းအတွက်တော့တွက်ချက်မှုတစ်ခုပဲဒီတွက်ချက်မှုကဝမ်လင်းရှေးဟောင်းအဖွဲ့အစည်းကိုမြင်တဲ့အချိန်ကလေးကစတင်ခဲ့တာဝမ်လင်းရဲ့မျက်လုံးတွေကမေးသွားတယ်58ခုအဆောင်လန်ကအစိမ်းရောင်ပုံရိပ်ရောင်ရဲ့ပေတရာအတွင်းကိုရောက်သွားပြီးဒီအချိန်မှာပဲအစိမ်းရောင်ပုံရိပ်ရောင်ကလက်ဟန်ခြေဟန်လှုပ်ပြီးရှေ့ကိုလက်ညှိုးထိုးလိုက်တယ်တောက်ပတဲ့အစိမ်းရောင်လင်းတဲ့တစ်ခုထွက်လာတယ်အဆောင်လန်ကဖုံဆိုတဲ့အတန်နဲ့နှစ်ပိုင်းကျိုးသွားတယ်ဒါပေမဲ့လှန်ကျိုးသွားပေမဲ့ဝမ်လင်းကလုံးဝနှမျောတဲ့ပုံမပေါ်ဘူးဒီလန်ကိုလွှဲပစ်တာကသူ့အုံနောက်ထဲကတွက်ချက်မှုအတွက်ပဲအခုတော့တွက်ချက်မှုကပြီးဆုံးလူနီးပါးဖြစ်နေပြီးဒီအဖွဲ့အစည်းကိုဖျက်ဆီးနိုင်မဲ့သူတေသနာကိုအချိန်မရွေးပြီးဆုံးနိုင်ပြီမှတ်ချက်မဖွဲ့စည်းကိုအစီရင်လိုနားထောင်ပေးပါဗျာဒီအချိန်မှာတောင်ကြားထဲကနေဥယျာဉ်မှုရဲ့ရေတံထွက်လာတဲ့ဧည့်သည်တော်ငါအမျိုးအနွယ်ရဲ့အစီရင်ကဘလို့လဲမင်းခုထွက်သွားရင်နောက်မကျသေးဘူးလက်တစ်ဖက်ဖြက်ခြေတစ်ဖက်ဖြက်ဝိညာဉ်ကိုထုတ်ပြီးငါကိုသုံးခါဆုပ်ယူခိုင်းရင်မင်းကိုလွတ်ပေးမယ်ဝမ်လင်းကတောင်ကြားကိုမောကြည့်လိုက်တယ်သူ့မျက်လုံးထဲမှာအဆောင်စားလုံးတွေတောက်ပနေတဲ့နောက်ဆုံးမှာဒီပုံရိပ်ရောင်တွေအားလုံးကသူ့မျက်လုံးထဲမှာယူသွတ်တလို့စူးစီးသွားတယ်ဒီအချိန်မှာဝမ်လင်းရဲ့မျက်လုံးတွေကငရဲမီလိုဖြစ်သွားတယ်သူကတောင်ကြားကိုစိုက်ကြည့်ပြီးအေးဆက်ပြောလိုက်တယ်ရိုင်းဆိုင်တဲ့ကောင်ဒီလိုစကားတွေပြောရဲတယ်ဒါဆိုရင်မင်းနဲ့ငါဘသူကရိုင်းဆိုင်တဲ့သူလဲဆိုတာပြရတာပေါ့စစ်တီတော့တက်စကားဆုံးတာနဲ့အစိမ်းရောင်လင်းတန်းတွေကပေဆယ်ကနန်းလောက်ကြီးမားတဲ့အစိမ်းရောင်လင်းတိုင်တစ်ခုအဖြစ်ပြောင်းသွားတယ်အစိမ်းရောင်လင်းတိုင်ကအဝေးကဝမ်လင်းစီကိုတိုးဝင်သွားတယ်ဧည့်သည်တော်မင်းကငါလုံးမိသားစုတောင်ကြားရဲ့ဒုတိယမြောက်မိစ္ဆာရုပ်ဖြစ်လာလိမ့်မယ်ဒီမြင်ကွင်းကိုတွေ့တော့ဝမ်လင်းကလုံးဝမလှုပ်ရှားဘူးသူ့မျက်လုံးတွေကထူးခြားတဲ့အဆောင်စားလုံးတွေကဒီအချိန်မှာတောက်ပလာတာနဲ့တပြိုင်နက်မှာပဲအဆောင်စားလုံးတွေကဝမ်လင်းရဲ့မျက်လုံးထဲကနေပတ်ဝန်းကျင်ကိုထိုးထွက်သွားတယ်ပထမဆုံးအဆောင်စားလုံးကဟင်းလင်းပြင်ထဲကိုကျသွားပြီးမမြင်ရတဲ့လှိုင်းတွန့်တွေအဖြစ်ပြောင်းသွားကမျက်စိတမိတ်တွင်းမှာပျောက်ကွယ်သွားတယ်ဘာတမ်းမှမထွက်ဘူးဝမ်လင်းရဲ့မျက်လုံးတွေကထက်တောက်ပါသွားတယ်ဒီတစ်ခေါက်မှာတော့ပြည့်စုံတဲ့အဆောင်စားလုံး10ခုပေါ်လာတယ်အဲ့ဒါတွေကလည်းဟင်းလင်းပြင်ထဲကိုပျောက်ကွယ်သွားပြီးလှိုင်းတွန့်တွေအဖြစ်ပတ်ဝန်းကျင်ကိုပြန့်နှံ့သွားတယ်10ခု10ခု10ခုဝမ်လင်းရဲ့ညာဘက်လက်ကရှေ့ကိုလက်ညှိုးထိုးလိုက်တယ်တောက်ပနေတဲ့အဆောင်စားလုံးပေါင်းဆက်မှုတွေအားလုံးကတောင်ကြားစီကိုတိုးဝင်သွားပြီးဟင်းလင်းပြင်ထဲကိုပျောက်ကွယ်သွားတယ်အားလုံးပေါင်း83ခုဒါကဝမ်လင်းတွက်ချက်ထားတဲ့ဒီအစီရင်ကိုဖျက်ဆီးနိုင်မဲ့တိတက်အဆောင်စားလုံးပေါင်းဆက်မှုပဲဒီအချိန်မှာအစိမ်းရောင်လင်းတိုင်ကဝမ်လင်းနဲ့10ပေအကွာကိုရောက်နေပြီးဝမ်လင်းကပုံမှန်အတိုင်းပဲခြေလန်းပြီးတောင်ကြားထဲကိုဝင်သွားတယ်သူနဲ့အစိမ်းရောင်လင်းတိုင်ကြားမှာ3ပေပဲကျန်တော့တဲ့အချိန်မှာအဆောင်စားလုံးပေါင်းဆက်မှုတွေအများကြီးပေါ်လာတယ်သူရှိကအစိမ်းရောင်လင်းတိုင်ကချက်ချင်းပဲနောက်ဆုတ်သွားတယ်နောက်ဆုတ်သွားရင်းနဲ့တရက်ဆက်ပြိုကွဲသွားတယ်
အဲ့ဒီနဲ့တပြိုင်နက်မှာပဲတောင်ကြားတစ်ခုလုံးကတုန်ခါသွားတယ်အပေါ်ကကာကွယ်ထားတဲ့စွမ်းအားကအယမ်းမြန်တဲ့အရှိန်နဲ့ပျောက်ကွယ်သွားတယ်တောင်ကြားထဲကနေဥယျာဉ်မှုရဲ့အတန်ထွက်လာတယ်လက်ညှိုးတစ်ချောင်းဥယျာဉ်မှုမှသွားပါတယ်ဒီနေ့အတွက်ဗီဒီယိုအချင်းချုပ်ကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင်ခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့တော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်